တူရကီနိုင်ငံမှာတော့ဆိုင်လေးတွေရဲ့အပြင်ဘက်မှာထူးဆန်းတဲ့အဝိုင်းပုံအသားလုံးကြီးတွေချိတ်ဆွဲထားတာတွေ့ရတတ်ပါတယ်။အဲ့ဒါကိုလှိလိုက်တဲ့အခါအတွင်းဘက်ကချုံးမွေပြီးစားကျင်စားပွဲဖြစ်နေတာပါ။တကယ်တမ်းကျတော့ဒါဟာတူရကီရဲ့ရိုးရာအစားအစာတစ်မျိုးပါပဲ။ခန္ဓာကိုယ်မှာပိန်ကျင်းသွားတာအဲ့ဒီလိုအချောက်ခံထားတဲ့အသားကိုပတ်စတာမာလို့ခေါ်ပါတယ်။ဘာကြောင့်ဒီလိုပြတ်ချက်ပုံစံရှိနေရတာလဲအဖြေကတော့သူ့ရဲ့တသက်မမတ်ပြင်ဆင်တဲ့နီလန်းမှာရှိပါတယ်။ဒီနီလန်းကြောင့်အသားကိုလာပေါင်းများစွာတစ်ခါတလေပိုးကြအောင်ပါထိမ့်သိမ်းထားနိုင်ပါတယ်။အမဲသားကိုစားအများကြီးထည့်ပြီးဘက်တီးရီးယားတွေကိုဖယ်ရှားပေးပါတယ်ပြီးရင်ဖိစက်ထဲထည့်ပြီးအတော်ကြာဖိသိပ်ထားပါတယ်ဒီလိုဖိသိပ်ခြင်းကရေဓာတ်ကိုအများဆုံးဖယ်ရှားပေးပြီးပုပ်သွေးခြင်းကိုကာကွယ်ပေးပါတယ်အမဲသားကိုတိတ်ပြီးရင်တော့စက်တုံဖြူမယုတ်သီးနဲ့အမွေးကြိုင်မျိုးစုံထည့်ထားတဲ့အနှစ်တစ်မျိုးနဲ့တုပ်ပေးပါတယ်ဒါကအမဲသားကိုအရသာကျွဲဝစေတဲ့အပြင်မြေစီလွာကိုလည်းကာကွယ်ပေးပြီးလေကိုလည်းဝေးအောင်ထားနိုင်ပါတယ်တူရကီရဲ့တဘာဝအတိုင်း၆တွေးတဲ့ရာသီဥတုကြောင့်ဒီလိုအချောက်ခံထားတဲ့အမဲသားဟာအေးခံစရာမလိုပဲတာရှည်ခံပါတယ်တကယ်တော့အချိန်ကြာလေးပိုကောင်းလေးပဲအရသာကပိုပြီးနှဆိုင်ပြင်းထန်လာပါတယ်ပထမတော့တိတ်မထင်မရှားဖြစ်မယ်ဒါပေမဲ့တစ်ခိုက်စားပြီးရင်ဘာကြောင့်ဆွဲမက်ဖွယ်ကောင်းနေလဲဆိုတာသိတာပါတယ်